အပိုင်း3နှာခေါင်းနိုင်ခြင်းနဲ့မော်လဲကွက်အပြင်မှာတော့မော်ပစ္စည်းထိမ့်သိမ်းရေးအဖွဲ့ဆိုသူတွေကတကားကိုရိုက်ချိုးတော့မတက်အော်ဟစ်နေကြပြီအတွင်းကလူအခုချက်ချင်းထွက်ခဲ့မထွက်ရင်ငါတို့ဖောက်ဝိညာဉ်ဖမ်းပိုက်နဲ့ဒီအိမ်ကိုအမှုန့်လုပ်ပစ်မယ်ကိုတိုးဘေးနာကတစ်သားရုပ်ထုကြီးကိုကြည့်လိုက်တယ်ရုပ်ထုကတစ်သားဆိုပေမဲ့မျက်လုံးအိမ်တွေကတကယ်လူလိုပဲလှုပ်ရှားနေတယ်ကဲတခင်လေးကိုတိုးမြင်မြန်လို့ကျွန်တော်နှာခေါင်းကို3ခါလောက်နှိုက်ပေးမှကျွန်တော်လှုပ်ရှားလို့ရမှာကိုတိုးကတော့စိတ်ပြက်လက်ပြက်နဲ့မင်းကလည်းမော်ရုပ်ထုဖြစ်ပြီးအသက်သွင်းပုံကယွန်စရာကြီးกว่าကဲလာဆန်းကိုတိုးကယွန်နဲ့ပဲလက်ညှိုးကိုတစ်သားရုပ်ထုရဲ့နှာခေါင်းပေါက်ထဲထည့်ပြီး3ခါလောက်မှွေနှိုက်လိုက်တယ်ဟတ်ချိုးရုပ်ထုကြီးကတအိမ်လုံးတုန်ခါသွားအောင်နှာချေလိုက်ပြီးလေထဲကိုဝဲတက်သွားတယ်အဲ့ဒီနောက်သူ့ရဲ့တစ်သားလက်မောင်းတွေကိုဆန့်ထုတ်ပြီးကိုတိုးကိုဖမ်းမလိုက်တယ်ဟေးဘာလုပ်တာလဲငါ့ကိုမတက်နဲ့လေကိုတိုးကအလန့်တကြားအော်တော့တာပေါ့စိတ်အေးထားသခင်လေးကျွန်တော်နာမည်ကမောင်တေးပါအပြင်ကလူတွေကိုဟာတာလုပ်ပြီးနှင်ထုတ်ပေးမယ်မော်တေရဲ့ဟာတာတိုက်ကွက်မောင်တေကကိုတိုးကိုပခုံးပေါ်တင်ပြီးအိမ်ရှိတကားကိုဝုန်းကနေဖွင့်ချလိုက်တဲ့အပြင်ကမော်ဖွဲ့သား9ယောက်လောက်ကအသင့်ပြင်ထားတဲ့သူတို့ရဲ့မော်တောင်ဝေးတွေကိုမြှောက်လိုက်ကြပေမဲ့မောင်တေကလက်နှစ်ဖက်ကိုမြှောက်ပြီးဝုန်းကနေអော်လိုက်တယ်ကဲအားလုံးပဲဘောင်းဘီတွေကျွတ်စေတဲ့ဘွတ်မော်ဖွဲ့သားတွေအားလုံးရဲ့ဘောင်းဘီတွေကတပြိုင်နက်တည်းအောက်ကိုရောကျသွားတော့တာပဲသူတို့အားလုံးကအတွင်းခံဘောင်းဘီအနီတွေအဝါတွေနဲ့ကြောင်ကရမ်းဖြစ်သွားကြတယ်ဟာဘာဖြစ်တာလဲငါဘောင်းဘီကိုတိုးကတော့ကြောက်တာမေးပြီးတဟားဟားနဲ့ရေတော့တာပေါ့ဟာမင်းတို့ကမော်ဖွဲ့လားဘောင်းဘီကျွတ်ဖွဲ့လားဒါပေမဲ့အဖွဲ့ခေါင်းဆောင်ဆိုတဲ့လူကတော့မရဲဘူးသူကသူ့ရဲ့ဘောင်းဘီကိုပြန်ဆွဲတင်ရင်းနဲ့လက်ထဲကဝိညာဉ်ဖမ်းပိုက်ကိုလေထဲမြောက်လိုက်တယ်ပိုက်ကနေအနက်ရောင်အလင်းတန်းတွေထွက်လာပြီးမောင်တေကိုရစ်ပတ်ဖို့ကြိုးစားတယ်ခြောက်ချားပွဲရာပေါ်ပေါက်လာခြင်းကိုတိုးသတိထားအိမ်ထဲကနေကြေးမှန်ကြီးကအော်တန်ထွက်လာတယ်သူတို့ကရိုးရိုးမော်ဆရာတွေမဟုတ်ဘူးသူတို့နောက်ွယ်မှာဝိညာဉ်စားနတ်ဆိုရှိနေတယ်ရုတ်တရက်ဆိုသလိုကောင်းကင်ကြီးကမှောင်တိကျသွားတယ်ခြံဝင်းထဲမှာရှိတဲ့တစ်ပင်ကြီးတွေကနေသွေးရည်ကြီးတွေစီးကျလာပြီးမြေကြီးထဲကနေအယိုးစုလက်တွေထွက်လာတော့တယ်ကိုတိုးမျက်မှန်ပြုတ်ကျမတက်လန့်သွားတယ်ဟာဒါကတော့ဟာတာမဟုတ်တော့ဘူးဟာမောင်တေတခုလို့ဦးမောင်တေကလည်းပိုက်ထဲမှာပိတ်မိနေပြီးတခင်လေးမြေအောက်ခန်းထဲကငရဲမျိုးစစ်ကိုသွားယူပြီးသူတို့စီပစ်လိုက်အဲ့ဒါမှသူတို့ခြောက်ချသွားမှာကိုတိုးကမြေအောက်ခန်းစီကိုအပြေးလွှားသွားခဲ့တယ်အထက်ရောက်တော့တစ်တာအိုလေးတစ်လုံးထဲမှာအနက်ရောင်အစေးလေးတွေကိုတွေ့လိုက်ရတယ်ဒါပေမဲ့ကိုတိုးအစေးကိုယူဖို့လုံနေတော့မှာပဲသူ့ရဲ့အနောက်မှာအေးဆက်ဆက်အထီးအတွေ့တစ်ခုကိုခန်းစားလိုက်ရတယ်မင်းကငါမျိုးစေ့တွေကိုခိုးမလို့လားအတန်ကအယမ်းနဲ့ဆိုင်ပြီးတုံရင်နေတဲ့ကိုတိုးဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တော့မျက်လုံးနေရာမှာမီးတောက်တွေတောက်နေတဲ့အယိုးစုစစ်တီတော်ကြီးတယောက်ကသူ့လေပင်ကိုဓာတ်နဲ့ချိန်ထားတာကိုတွေ့လိုက်ရတယ်